လာမယ့်2026ကလေတကယ် absolute cinema ကြီးရပဲထွက်လာမယ့်ကားရဆိုလဲတကယ် director အကြီးစားတွေ franchise အကြီးစားတွေရဗျတကယ်မိုက်တယ် alright စနီဘာမှပြန်လဲဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော်အကြည့်ချင်ဆုံး2026မှာထွက်မဲ့ရုပ်ရှင်9ကားကိုကျွန်တော်ပြောပြပါမယ်တကယ်တော့9ကားမကောက်ဘူးပေါ့နော်ကျွန်တော်ပြောချင်တာအများကြီးပဲဒါပေမဲ့ view ကအရန်ရှိပါမှဆိုလို့ကျွန်တော်ခြုံပြီးပြောလိုက်တာပြီးတော့ဒီ9ကားကိုလည်းကျွန်တော်အသေးစိတ်ပြောပြချင်လို့ပေါ့ပြီးတော့ ranking ပုံစံနဲ့ကျွန်တော်ပြောပါမယ်ကျွန်တော်နံပါတ်1ရောက်လာလေကျွန်တော်ကြည့်ချင်ဆုံးဖြစ်လာလေပေါ့ number 5 Supergirl ဒီနေ့ထဲမှာထွက်တဲ့ Superman ရုပ်ရှင်ကျွန်တော်တော်တော်လေးသဘောကျတာပေါ့နော်နောက်က poster ကိုပဲကြည့်လိုက်ပေါ့နော်အဲ့တော့ဆိုလည်းဗျကျွန်တော်ရုံထဲမှာတယောက်တည်းကြိတ်ပြီးတော့ hype ခဲ့ရဗျပြောရရင်ဒီ Superman ရုပ်ရှင်က James Gunn ကိုင်တဲ့ DC ရဲ့ပထမဆုံးခြေလှမ်းပဲဗျအရှိမ Creature Commando ဆိုပါလို့ရှိရဆိုပေမဲ့ movie ရဆိုရင်ပေါ့နော် Superman ကအရင်ဆုံးလာတာကျွန်တော်အရင်တော့သဘောကျခဲ့ရဗျ Henry Cavill ရဲ့ Dark ဖြစ်တယ်ဆိုရဲ Superman ပုံစံကိုလုံးဝပြောင်းပြန်လှန်ပလိုက်ပြီးတော့ပေါ့နော် comic တွေကထွက်လာတဲ့အတိုင်းပဲတကယ် Hope ဆိုရဲမျှော်လင့်ချက်သင်္ကေတနဲ့ Superman ကိုပြသသွားခဲ့ပြီးတော့ဒီ Superman ကပြီးကနေလေးမှာပဲ Supergirl ကိုပါတခါတည်းမိတ်ဆက်သွားတယ်ဗျအဲ့တော့ဆိုဗျ Millie A. Clark ဒီ screen ပေါ်မှာပေါ်လာတော့ပေါ့နော်တော်တော်လေးသဘောကျရတယ်တော်တော်လေးလည်းချစ်ဖို့ကောင်းတယ်ဒါပေမဲ့ကျွန်တော်ထင်ခဲ့ရပါတော့ Supergirl ရုပ်ရှင်ထွက်ဖို့ကတော်တော်လေးကြာအောင်မယ်ဆိုပြီးတော့ Supergirl ရုပ်ရှင်ဆိုတဲ့ဗျာ DC ရဲ့နောက်ထပ် movie project ထွက်ဖို့ကတော်တော်လေးကြာအောင်မယ်ထင်တာဗျာဒါပေမဲ့2026ဆိုတော့ဒါတော်တော်လေးဆော့ရပြောရမယ်ဗျာ DC fan တွေအနေနဲ့ရတယ်ဒါဝမ်းသာစရာပဲပေါ့နော်ဆိုတော့အခု Supergirl trailer လေးထွက်ဖို့ကသူက Woman of Tomorrow comic ကိုပဲအခြေခံထားမယ်လို့သိရတယ်ဒီ trailer ထဲမှာကျွန်တော်ကြိုက်ရပါလဲဆိုတော့ဗျာ Star-Lord ရဲ့ပုံစံမျိုးတော့တားတတိရဘာလို့လဲဆိုတော့Supergirl ပေါ့နော် Walkman လေးတက်ထားမြင်ရတယ်ဗျာ James Gunn အနေနဲ့ဒီ Star-Lord ပုံစံမျိုး Supergirl ကိုတွားချင်နေလားဆိုတော့စိတ်ဝင်စားစရာပဲပေါ့နော်ဆိုတော့ဒီကားထဲမှာတော့ Supergirl အနေနဲ့ Millie A. Clark ပါမယ်ပြီးတော့ဒီအရင်က Aquaman မင်းသားကြီး Jason Momoa ကလည်း logo အနေနဲ့ပြန်ပြီးပါလာမှာဆိုတော့အခု Supergirl ရုပ်ရှင်ကတော့ဇွန်လ26ရက်နေ့မှာရုံတင်သွားမယ်လို့ကြားတယ် Bruce တို့ရောတွားကြည့်ဖို့အစီအစဉ်ရှိတာကျွန်တော်တို့တွားကြည့်ပြမှာသိကြတယ် Number 4 Project Hail Mary Project Hail Mary ဆိုတော့ဒီစာရေးဆရာကြီး Andy Weir ရဲ့သိပ္ပံစိတ်ကူးရင်ပေါ့နော်ဝတ္ထုတစ်ပုဒ်ကိုအခြေခံထားတာ2015တုန်းက Matt Damon တရုပ်ဆောင်ထားတဲ့ The Martian ဆိုတဲ့ရုပ်ရှင်ရတယ်ဒီ Andy Weir ပဲရေးခဲ့တာအဲ့တော့ကလည်းသူတို့ကဒီ sci-fi ဇာတ်လမ်းပဲပေါ့နော်အဲ့တော့ပြောရရင်ဒီဘက်က sci-fi ဇာတ်လမ်းနေနဲ့ပတ်သက်ပြီးတော်တော်လေးပိုင်နေပြောရမယ်အခု Project Hail Mary ဆိုလဲရောင်းအားအကောင်းဆုံးပေါ့နော် The New York Times bestseller စာရင်းမှာတတိယချိတ်ခဲ့ရဗျာကျွန်တော်ကိုယ်တိုင်လည်းအခု ebook နဲ့ဖတ်နေရပါတော့ chapter 3ရောရောက်နေပြီတော်တော်လေးမိုက်တယ်ဇာတ်လမ်းကတော့အရန်တော်တဲ့သိပ္ပံကျောင်းဆရာတယောက်သူကအာကာသတဲကိုရောက်သွားတာဗျာဘယ်လိုရောက်လို့ရောက်သွားမှန်းလဲသူ့ကိုယ်သူလည်းမသိလိုက်ဘူးပေါ့နော် spaceship တစ်ခုပေါ်မှာနိုးလာတယ်သူကိုယ်မှာဝင်တယ်လို့မျိုးဖြစ်ပြီးတော့သူ့ရဲ့အတိတ်ကအကြောင်းတွေပါတယ်မှတ်မိတော့သူ့နာမည်တော့မှတ်မိတော့ဘူးပေါ့နော်နောက်တော့အဲ့ spaceship ထဲမှာနေနေမှာသူ့ရဲ့အတိတ်က memory ကို recall ပြန်ခေါ်ရင်းနဲ့သူဘယ်သူလဲပြီးတော့သူဘာကြောင့်ဒီအာကာသထဲရောက်နေရလဲဆိုရဲအဖြေတွေကိုရှာဖွေရမှာဆိုတော့ဇလန်ကတော့ပြောရရင် mystery ဆန်တယ်ပြီးတော့ဒီအာကာသပေါ့နော်သိပ္ပံကျောင်းအနေနဲ့ပါဆက်ပြီးတော့မြင်ရမှာပြီးတော့ဒီရုပ်ရှင်ထဲမှာပါမယ်မင်းသားကိုလည်းမြန်မာနိုင်ငံယောက်ျားတူကြီးအတွက်အထူးတလဲမိတ်ဆက်ပေးနေစရာလိုဝဲမထင်ဘူးသူလဲဆိုတော့ Ryan Gosling ပေါ့နော်ဒီကားကတော့ match လာကုန်တော့မှဂျုံတင်တော့မှာ Number 3 Avengers Doomsday MCU ကပြောရရင်ဒီနေ့ထဲမှာထွက်မဲ့ရုပ်ရှင်နှစ်ကားရှိတယ် Spider-Man Brand New Day နဲ့ Avengers Doomsday Spider-Man Brand New Day ကတော့ဒီဇူလိုင်လလောက်ထဲမှာလာမယ်လို့တော့ကြားရတယ်ပြီးတော့ဒီ Doomsday ကတော့ကျွန်တော်တို့ December လောက်မှလာမှာပေါ့ maybe delay ရပါရှိရင်လည်းနောက်နေ့ကူရင်ကူရနိုင်တယ်တကယ်တော့ delay မှာကျွန်တော်ထင်တယ် Brand New Day ပဲဖြစ်လိမ့်မယ်ဘာလို့လဲဆိုတော့ Doomsday ကအခုရပိုင်း teaser ထွက်တော့မယ်လို့ကြားတယ်ဒီ video တင်တော့မှ teaser ထွက်နေပြီလားတော့မသိဘူးပေါ့နော်Brand New Day ကတော့ production ပဲရှိသေးတော့ delay တော့အကောင်မဲ့ delay လည်းဟဲ့ပဲထင်တယ်အခုနောက်ပိုင်း MCU ကပေါ့နော်တော်တော်လေးခြာလာရဲဆိုတော့အားလုံးလည်းသိကြတယ်ဘယ်တွေကစပြီးတော့ခြာလဲဆိုတော့ Endgame နောက်ပိုင်းတွေကစပြီးတော့ခြာလာရဗျအခုချိန်ကြီးပဲပေါ့နော်ဂျားထဲမှာကောင်းတာတွေတော့ရှိရဲ maybe Loki တို့ပါလို့ရှိမယ်ပြီးတော့ Hawkeye series ပေါ့နော် Hawkeye series လည်းတော်တော်လေးကောင်းတယ်အကောင် underrated ဖြစ်တဲ့ထဲမှာပါတယ်ဗျအခုဒီ holiday season ပေါ့နော် Christmas ရောက်ခံဒီ season မှာကြည့်တင်တယ်လို့ထင်တယ်ဆိုထားပါတော့ပြောနေရဗျာဒီ MCU ကနောက်ပိုင်းရုပ်ရှင်တွေတော်တော်ခြားလာဗျာဂျားထဲမှာကောင်းတာဆိုလို့ Loki တို့ဘာလို့လောက်ပဲရှိမယ်ပေါ့နော် season 1 season 2 Loki ဆိုအသေးကောင်းတယ်ဗျာအဲ့လောက်ပဲရှိတယ်ကျန်တဲ့ရုပ်ရှင်တွေဆိုလုံးဝဆုပ်ပြတ်တက်နေရပဲ The Marvels တို့ဘာလို့ဆိုရင်ဘာမှမသိဘူးဗျာTaboo and Wolverine တော့မှတော်တော်လေး mid ပဲရှိရပေါ့နော်အဲ့ဒါ hot take ပေါ့နော်ကျွန်တော်လာပြီးဆဲနေကြမှာဆို yeahကျွန်တော်ထင်တယ်ဒါကိုသူတို့အခု Doomsday နဲ့အဖက်ဆယ်ကိုစူးစမ်းနေရတာဘာလို့လဲဆိုတော့စဉ်းစားကြည့်ပါတော့အရင် Iron Man မင်းသား Robert Downey Jr. ကိုပြန်ပြီးတော့ cast လုပ်ထားရဗျာဒီထဲမှာ cast လုပ်ထားရလေရိုးရိုးနေရမဟုတ်ပေါ့နော်လုံးဝ main villain ဗျာ main villain ဆိုတာဒီစာကာကြီးတစ်ခုလုံးရဲ့ main villain ပေါ့နော် Dr. Doom နေရာမှာ cast လုပ်ထားတာအဲ့လိုမျိုး main villain Dr. Doom နေရာမှာ Robert Downey Jr. ကိုပြန်ပြီးတော့ cast လုပ်ထားရဆိုတော့သူတို့ဒါပြန်ပြီးအဖက်ဆယ်ခြင်းနေရဗျာပြီးတော့အရှိရ Avengers Infinity War နဲ့ Endgame ကပေါ့နော် director နှစ်ယောက် Russo Brother ကိုပြန်ပြီးတော့ခေါ်ထားတယ်တခြား cast တွေအနေနဲ့ကတော့ကျွန်တော်လည်းအများကြီးပြောတော့ဘာလို့လဲဆိုတော့ Adventure ကားတွေအတိုင်းပဲဗျာ cast တွေအနေနဲ့ကတော့အများကြီးပါလိမ့်မယ်ဆိုတော့ဒီကားရဲ့ရုံမှာ all hit ပြီးတော့ကြည့်ရမယ်ရုပ်ရှင်တကားလို့ပဲကျွန်တော်မြင်တယ်
နံပါတ်2 Dune Messiah Dune franchise ကပေါ့နော်တော်တော်များများပြောကြတယ်ဒီကောင်လေးက Kid the Star Wars ဆိုပြီးတော့ Dune ရဲ့မူရင်းဝတ္ထုတွေကစာရေးဆရာကြီး Frank Herbert ရေးခဲ့တာဗျာအကောင်လေးကတော်တော်လေးကြာပြီဗျာကျွန်တော်ထင်တယ်1965လောက်တည်းကစထွက်ခဲ့တာဗျာဆိုတော့ပြောရရင်အခု10စုနှစ်6ခုစာလောက်တောင်ရှိနေပြီပေါ့နော်အဲ့ဒါကိုအခုချိန်ထိတော်တော်လေးဖတ်လို့ကောင်းစေပဲလို့ကျွန်တော်ကြားတယ်ကျွန်တော်မဖတ်ဘူးသေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တငယ်ချင်းတွေပြောတာတော်တော်လေးဖတ်လို့ကောင်းတယ်ပြီးတော့တော်တော်များများပြောတာကြားတော့ကတော့သူက wall building တွေရှုပ်ထွေးတဲ့ character တွေပေါ့နော်သူတို့ရဲ့လူနေမှုအဆင့်တန်းတွေပေါ့နော်စီးပွားရေးတွေလူမှုရေးတွေပြီးတော့နိုင်ငံရေးတွေဘာသာရေးတွေအဲ့ဒါတွေပြလုံးဝချိတ်ဆက်ပြီးတော့ဒီစာအုပ်ထဲမှာရေးရပါပေါ့နော်တော်တော်လေးမိုက်တယ်ဒီဝတ္ထုတွေရပဲပထမဆုံး Dune စာအုပ်ကိုအခြေခံထားပြီးတော့ Dune Part 1နဲ့ Part 2ဆိုပြီးတော့2021နဲ့2024မှာရုပ်ရှင်နှစ်ကားထွက်ထားပြီးပါတယ်အခုတတိယမြောက်လာမယ့်ရုပ်ရှင်ကတော့ Dune Messiah ဆိုတဲ့စာအုပ်ကိုအခြေခံထားမှာပြီးတော့ဒီကားထဲမှာပါမယ့် cast တွေဆိုရင်လည်းလုံးဝ ATM မင်းသားမင်းသမီးတွေပဲ Timothy Chalamet ပါမယ် Zendaya ပါမယ် Florence Pugh ပါမယ် Robert Pattinson တို့ပြီးရင် Anya Taylor-Joy တို့လည်းထပ်ပြီးတော့ပေါ့နော်ဒီကားထဲမှာအသစ်ပါလာမယ်လို့ကြားတယ်ဒီကောင်ကလည်းခုနက Doomsday တိုင်းပဲပေါ့နော် December လောက်မှလာမှာ maybe delay နဲ့ delay နိုင်သေးတယ်ဒီကောင်လည်းနံပါတ်1The Odyssey ထိပ်ဆုံးမှာတော့ဒီ Christopher Nolan ရိုက်ကူးတဲ့ The Odyssey ဆိုတဲ့ရုပ်ရှင်ကိုထားခြင်းတယ်ကျွန်တော်ထားတာလည်းဒါ valid ဖြစ်မယ်လို့ထင်တယ်ကျွန်တော်လုံးဝအကြည့်ရှင်ဆုံးပေါ့နော်ဒီရုပ်ရှင်ကတော့ BC 800စုလောက်က Homer ဆိုတဲ့ Greek စာရေးဆရာကြီးရေးခဲ့တဲ့ Odyssey ဆိုတဲ့ကဗျာကိုအခြေခံထားတာပြီးတော့အဲ့ကဗျာကဗျာရှေးကြဆုံးစာပေတစ်ခုလို့လည်းပြောလို့ရတယ်သူရဲ့မူရင်းဇာတ်လမ်းကကြတော့အားလုံးသိကြတဲ့ Trojan War ပေါ့နော် Greek တွေကဒီ Trojan တွေကိုမြင်းရုပ်ကြီးလက်ဆောင်ပေးလိုက်တယ် Trojan တွေကလည်းသူတို့မြင်းရုပ်ကြီးပေးရဆိုပြီးတော့လက်ဆောင်ပေးရဆိုပြီးတော့နော်တင်ထားပြီးလည်းပြီးတော့ဗျာ Greek တွေကတိတ်ဆိတ်နေတဲ့အချိန်ကျမှထွက်လာပြီးတော့ဒီ Trojan တွေကိုလစ်ဝင်တုပ်သွားတာပေါ့ပြီးတော့ဒီ Trigon နဲ့ယူလဲတင်သွားခဲ့အဲ့ Trojan War မှာသုံးရတဲ့ဒီ Trojan မြင်းရုပ်ကြီးက Odysseus ဆိုတဲ့ဘဲရဲ့အကြံဆိုတော့ဒီ Trojan War ကြီးလဲနိုင်သွားတော့ Odysseus လဲသူ့ရဲ့တိုင်းပြီပေါ့နော်ဤတခါကိုပြန်ဖို့ဖြစ်လာတယ် Odyssey ဆိုတော့အဲ့ပြန်တဲ့ခီးလန်ကိုရေးဆက်ထားတဲ့ကြပြပြီးတော့သူတို့ပြန်လာလဲပေါ့နော်10နှစ်လောက်ကြာတယ်ဘာလို့လဲဆိုတော့ဒီဂျားတွေကရေလန်းခီးမှာ Poseidon တို့လိုနတ်ဖျားရည်နဲ့လည်းပြင်ဆိုင်ရတယ်ပြီးတော့ဂျားတွေမှာ mythical creatures တွေပေါ့နော် Siren တို့ Cyclops တို့အဲ့လိုကောင်တွေနဲ့လည်းချရတယ်ဗျာအဲ့ထဲမှာအဆိုးဆုံးကတော့ဒီ Poseidon ပေါ့နော် Poseidon ကသူ့ရဲ့သားကို Odysseus ကဗျာမျက်လုံးကန်းအောင်လုပ်သွားတဲ့အတွက်သူက Odysseus ကိုတင်းနေတာတင်းပြီးတော့လိုက်ပြီးကျုံတာပေါ့နော်ဇလန်ကတော်တော်လေးကျန်းတယ်ဗျာဆိုတော့အဲ့လိုမျိုးဒန်နာရီလာဇလန်မျိုးကြီးကို Christopher Nolan ရဲ့ဗျာ CGI မသုံးထားတဲ့ရိုက်ချက်တွေနဲ့မြင်ရမှာဆိုတော့စဉ်းစားကြည့်လိုက်တော့ cast တွေကိုကြည့်လိုက်မယ်ဆိုတော့လုံးဝ share တွေကြီးပဲ Matt Damon, Tom Holland, Zendaya, Anne Hathaway, Robert Pattinson အများကြီးပဲဗျာကျွန်တော်ဒီမှာပြထားပေးမယ်ပြီးတော့ဒီကဘယ်လောက်တောင်ထူးဆန်းလဲဆိုတော့ဗျာရုပ်ရှင်တော်မရရသေးဘဲနဲ့လက်မှတ်ရောင်းတာပေါ့နော်မိနစ်ပိုင်းတွေပဲခုံနေအကုန်လုံးစိုးရောက်ဖြစ်သွားတယ်အဲ့လောက်ကျန်းတဲ့ aura မျိုးပဲကျွန်တော်ဒီရုပ်ရှင်သမိုင်းတစ်ချောင်းမှာတစ်ခါမှမမြင်ဘူးသေးဗျာတကယ်လို့မြင်ဘူးရရှိရကိုကြားဘူးရရှိရဆိုတော့ comment တွေမှာရေးထားခဲ့ပြီပေါ့နော်ကျွန်တော်တကယ်မမြင်ဘူးလို့ဒီကတော့ဇူလိုင်လ19ရက်နေ့မှာရုံတင်သွားမယ်လို့ကြားတယ် Christopher Nolan ရဲ့လက်ရာကိုတော့လုံးဝ share ကြီးမြင်အောင်မှာသိကြတယ်ကဲဆိုတော့ဒီရုပ်ရှင်တွေကတော့2026မှာထွက်လာမယ့်ရုပ်ရှင်တွေကကျွန်တော်ကြည့်နေဆုံးရုပ်ရှင်တွေဆိုတော့ Bro စစ်တို့လည်းကိုစောင်းမြွန်နေတဲ့ရုပ်ရှင်တွေရှိရဆိုရင် comment တွေမှာရေးခဲ့ပြီပေါ့နော်ကျွန်တော်လည်းပြောချင်တာတွေအများကြီးပဲဗျာငါကမကောက်ဗီဒီယိုရမ်းရှည်ပါမှာဆိုလို့လားပေါ့နော်ဆိုတော့ကျွန်တော်တို့တွေ comment တွေမှာပဲဆက်ပြီးဆွေးနွေးကြရအောင်